ခင်ဖြစ်သူကသူ့သမီးကိုပင်လယ်ထဲသို့တွန်းချလိုက်သည်သူမပင်လယ်ကျမ်းပြင်သို့နင်းမြုပ်သွားချိန်တွင်ရေသူမတစ်ယောက်ကိုတွေ့လိုက်ရ၏မိန်းကလေးငယ်သည်ရေသူမကိုမြင်မြင်ချင်းဆွဲလန်းသွားပြီးလက်လန်း၍တိုးထိရန်ကြိုးစားခဲ့သည်ရေသူမကသူမ၏လက်ကိုညင်သာစွာဆုပ်ကိုင်ထားတော်လဲရုတ်တရက်မိန်းကလေးမှာအသက်ရှူကျက်လာပြီးရေနစ်တော့မိအခြေအနေသို့ရောက်ရှိသွားသည်သူမ၏စိတ်ပြတ်အားငယ်မှုကိုမြင်သောအခါရေသူမသည်မိန်းကလေးကိုခေါ်ဆောင်၍ရေမျက်နှာပြင်ပေါ်သို့အစွမ်းကုန်ကူးခတ်သွားခဲ့သဖြင့်မိန်းကလေးအသက်ရှင်ခဲ့ရသည်ဖခင်ဖြစ်သူသည်သူမကိုမြင်သည်နှင့်ပေပေါ်သို့ပြန်ဆွဲတင်လိုက်၏မိန်းကလေးသည်ရေသူမအနီးနားမှရှိနေသည်ကိုသတိပြုမိသဖြင့်လန်းလန်းပြပြီးသူမ၏ဖခင်ကိုညွှန်ပြရန်ကြိုးစားခဲ့သည်ထိုစဉ်မှာပင်ဖခင်ဖြစ်သူကသမီးဖြစ်သူ၏လယ်ပင်ကိုရုတ်တရက်ညှစ်လိုက်လေသည်ရေသူမသည်ဘာဖြစ်နေမှန်းမသိသဖြင့်ဇဝေဇဝါဖြစ်နေသလိုမိန်းကလေးကလည်းဖခင်ဖြစ်သူအဘဲကြောင့်ဤသို့လုပ်သည်ကိုနားမလည်နိုင်ဖြစ်နေခဲ့သည်ထို့နောက်ရေသူမကငိုကြွေးလျာသူမ၏မျက်ရည်များသည်ပလဲလုံးများဖြစ်သို့ပြောင်းလဲသွားသည်ထိုမြင်ကွင်းကိုမြင်သောအခါဖခင်ဖြစ်သူမှာပို၍စိတ်လှုပ်ရှားလာပြီးရေသူမကိုပလဲများပိုထွက်လာအောင်ငိုစေချင်နေခဲ့သည်ထိုခိုက်တန့်မှာပင်မိန်းကလေးသည်အရာအလုံးကိုနားလည်သွားခဲ့သည်သူမသည်သူမ၏ဖခင်အတွက်ပလဲနှင့်လဲလှယ်ရန်ကရိယာတစ်ခုမျှသာဖြစ်နေခဲ့သည်မိန်းကလေးသည်အခွင့်အရေးကိုမြင်သည်နှင့်ဖခင်၏လက်ကိုအားကုန်ကိုက်လိုက်၏ဖခင်ဖြစ်သူမှာနာကျင်စွာအော်ဟစ်ပြီးသူမကိုချက်ချင်းလွှတ်လိုက်ရသည်ဖခင်၏သွေးများမှာပင်လယ်ထဲသို့စီးဝင်သွားပြီးပင်လယ်မှဘီလူတတဝါများကိုဆွဲဆောင်သလိုဖြစ်သွားခဲ့သည်ဖခင်ဖြစ်သူသည်မိန်းကလေးကိုအမြန်ပွေ့ဖက်ပြီးသူမကိုတောင်းပန်စကားဆိုလေသည်ရုတ်တရက်မိန်းကလေးသည်သူတို့ထံသို့ဥတီလာနေသောအေယာမဆူနာမီလိုင်းကြီးကိုမြင်လိုက်ရသည်သူမသည်ဖခင်ကိုသတိပေးရန်ကြိုးစားတော်လဲအချိန်နှောင်းသွားခဲ့ပြီဖြစ်သည်ဆူနာမီလိုင်းကြီးကသူတို့ကိုအပြည့်ပိုင်ဝါမျိုးသွားခဲ့သည်သူတို့သည်ပင်လယ်ထဲသို့ကျဆင်းသွားပြီးရုန်းကန်နေရသည့်ကြားမှာငါးမန်းများ၏ဝိုင်းရံခြင်းကိုခံလိုက်ရသည်ဖခင်ဖြစ်သူသည်သူ၏အင်အားရှိသမျှကိုအသုံးပြု၍သမီးဖြစ်သူကိုလှေပေါ်သို့ပြန်တွန်းတင်ပေးခဲ့သည်မိန်းကလေးကဖခင်ကိုအပေါ်သို့ဆွဲတင်ရန်လန်းလန်းခဲ့တော်လဲတစုံတစ်ခုကသူမ၏ဖခင်ကိုတားဆီးထားခဲ့သည်ထို့ကြောင့်မိန်းကလေးသည်ဖခင်ကိုကယ်တင်ရန်ရေထဲသို့ခုန်ချလိုက်သည်ငါးမန်းများကသူမကိုဝါမျိုးရန်ချက်ချင်းပင်နီးကပ်လာခဲ့ကြသည်သို့သောနောက်တစ်စက္ကန့်တွင်မိန်းကလေးသည်သူမ၏မျက်လုံးများကိုသတိထား၍ဖွင့်ကြည့်လိုက်သည်သူမတည်မသွားခဲ့ပါရေသူမကသူမကိုကယ်တင်ခဲ့ခြင်းဖြစ်သည်သို့သောမိန်းကလေးမှာအလွန်မင်းမောပန်းနေသဖြင့်သတိမေ့သွားခဲ့သည်ရေသူမကသူမ၏လက်ကိုတဖန်ပြန်လဲဆုပ်ကိုင်ပြီးသူမထံသို့အင်အားများလွှဲပြောင်းပေးခဲ့သည်မိန်းကလေးပြန်လည်နိုးထလာချိန်တွင်အရာအလုံးမှာပြန်လည်ငြိမ်သက်သွားခဲ့ပြီဖြစ်သည်သူမ၏လက်ထဲတွင်လှုပ်ဝက်ဆန်းပြသောအဆောင်လက်ဖွဲ့တစ်ခုရောက်ရှိနေတော်လဲသူမ၏ဖခင်မှမူပျောက်ကွယ်သွားခဲ့လေပြီ